ဇလန်ရဲ့ဆမှာကောင်မလေးတယောက်ဟာမိုးတဲ့ဟန်စွာရွာနေတဲ့ညာကြီးထဲမှာပြေးလွှားရင်ရဲစခန်းကိုရောက်လာခဲ့ပြီးသူ့ယောက်ျားကသူ့ကိုတတ်တော်မှာမို့အကူအညီပေးရန်အတင်းပြောဆိုနေခဲ့ပါတယ်။နောက်တဲ့ဇဝင်ကန်တစ်ခုမှာတော့လွန်ခဲ့တဲ့နှစ်လကိုပြန်လည်ရောက်ရှိသွားပြီးမိုးတဲ့ဟန်စွာရွာသွန်းလို့ဟာရီယာနာရမုံနာမြေထဲမှာရှိတဲ့ဟာတနီကျွန်းဆယ်ကြီးပျက်စီးသွားခဲ့ပြီးဆယ်ထဲမှာရှိတဲ့မိချောင်းတွေအာဂလာလိုမြေနေပိုင်းဒေတာများစီမျောပါလာကြောင်း TV မှာကြေညာနေခဲ့ပါတယ်။ထိုအချိန်အဘီမန်နူတယောက်ဆေးထိုးဖို့ရောက်ရှိလာခဲ့ပြီးမင်းသမီးရာနီနဲ့အမတ်တမဲတွေ့ဆုံရင်ရာနီကိုမြင်ချင်းချင်းမိသွားခဲ့ပါတယ်။ရာနီကတော့မိတ်ကလေးမို့ချင်းထားတဲ့ဘက်ကဖျက်သွားတာမို့အော်ဟစ်ပြောဆိုရင်သူ့ပစီတချို့မေ့ချန်သွားတာကြောင့်အဘီမန်နူကြောက်အနောက်ကအသေးတန်လိုက်ပြီးမိတ်ဆက်ခဲ့ပြီးသူနဲ့တူရုပ်ရှင်လိုက်ကြည့်ဖို့ပြောနေရင်မင်းသားရီရှူတယောက်ပေါ်လာခဲ့ပြီးအရင်ကဖြစ်ခဲ့တဲ့မြကိုပြန်လည်ပြသရင်ရီရှူတယောက်အခြေအတွက်လက်တစ်ဖက်ဖြတ်ပေးခဲ့တာကိုပြန်လည်ပြသနေပါတယ်။ထို့ဖြစ်ကြောင့်ရီရှူနဲ့ရာနီတို့ချစ်သူနှစ်ယောက်တခြားမျိုးမှာပြောင်းရွှေ့နေထိုင်ရပြီးရီရှူကရာဘီဖြစ်နေထိုင်နေရကြောင်းကိုပြောပြနေပါတယ်။နောက်ပြီးရီရှူတယောက်ဟာသူကျန်းကျင်တဲ့စက်ပြင်ပညာကိုပြန်လည်သင်ပြပေးတဲ့အဆရာပြေလောက်ကန်ပြီးပူနန်ဆိုတဲ့ခြေထောက်တစ်ဖက်ပြက်နေတဲ့သူ့ကိုချိန်နေတဲ့ကောင်မလေးစီမှာပုံအောင်ငားရမ်းနေခဲ့ပါတယ်။ရီရှူဟာဒီလိုပေါင်းနေရတဲ့ဘွားကနေလို့အောင်ထိုင်းဘက်ကိုသွားဖို့အတွက်စုထားတဲ့ငွေလေးပြည့်သွားတာကြောင့်ပွဲသားစီသွားပြီးပတ်စံပေးခဲ့ရနှစ်လအတွင်းပြောင်းရွှေ့ရမယ်ပြောလို့ပြောရှင်နေခဲ့ပါတယ်။နောက်ပြီးရီရှူနဲ့ရာနီတို့ချစ်သူနှစ်ယောက်ဟာအပြင်မှာငကြက်တဲ့တွေ့ဆုံစကားပြောကြရပြီးရာနီငားနေတဲ့အင်္ဂါသူတွေမရှိချိန်မှသာအတူတွေ့ဆုံပေါင်းတင်ချစ်ခင်နေခဲ့ကြရပါတယ်။ဒီနေ့သူတို့ဈေးမှာငကြက်တဲ့စကားပြောတွေ့ဆုံနေကြချိန်တစ်ခုတယောက်ရာနီပတ်စံအလူပြေးသွားတာကြောင့်ရီရှူတယောက်ပြေးလိုက်သွားခဲ့ပြီးရဲတွေနဲ့တွေ့လို့ပြန်ပြေးလာခဲ့လိုက်ရပါတယ်။အိမ်ပြန်ရောက်လို့စိတ်ပူပန်နေတဲ့ရာနီတယောက်စီရဲတွေရောက်လာခဲ့ပြီးသူ့ပတ်စံပြန်ပေးရင်ရီရှူတယောက်ဒီနေ့ပန်ဒေးဝေးထူတွေကလို့အချစ်အတွက်လက်တစ်ဖက်ဖြတ်ထွက်ပြေးပုံးရှောင်နေတာကိုသူတီကြောင်းနဲ့ရာနီကိုလူတယောက်အသေးအံလိုက်ရှာနေကြောင်းပြောပြီးပြန်သွားခဲ့ပါတယ်။ဒီလိုနဲ့ရာနီနောက်ရဲတွေတကောက်လိုက်စုံစမ်းနေတာတည်တဲ့ရီရှူတယောက်ဟာစင်ကက်တွေပါလွတ်ပြပြီးရာနီကိုပါဆက်ဖြတ်သွားလို့ရာနီတယောက်စိတ်ပူနေခဲ့ရပါတယ်။ဒီချိန်ရီရှူတယောက်ရာနီကိုအပြင်ဆိုင်ဖုန်းနဲ့ဆက်သွယ်လာခဲ့ပြီးတပတ်လောက်နေရင်သူတို့စီစဉ်ထားသလိုထိုင်းဘက်ကိုသွားလို့ရတော့မှာဖြစ်လို့အရန်စိတ်မပူနေဖို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့ရာနီကတော့ရဲတွေတိုင်းနေတာမို့သူတို့အကြံစီတွေပြတ်သွားမှာစိုးရိမ်ကြောင်းပြောပြနေပါတယ်။ရီရှူကတော့စိတ်ရောင်းပူဖို့နဲ့စစ်စစ်မြင့်မှုစခန်းခေါ်မှကြိုးသိနေလို့ရဲတွေမှာတက်တည်အတိအကျမရှိရမို့မကြောက်မရွံ့ဖြစ်ဆိုဖို့မှာပြီးဖုန်းချသွားခဲ့ပါတယ်။နောက်တစ်နေ့ရာနီကိုရဲစခန်းကခေါ်ယူစစ်ဆေးနေရင်လူတယောက်သူ့ကိုသူမျိုးရဂျေးပါဆန်ပါလို့မိတ်ဆက်ရင်နေရဲ့ဦးလေးဖြစ်ကြောင်းနဲ့နေကသူ့ချစ်ဆုံးဖြစ်ကြောင်းပြောနေခဲ့ပါတယ်။နေဆိုတာကတော့ဒီရုပ်ရှင်ပထမကားထဲမှာရာနီတက်မိလိုက်တဲ့တယောက်ပဲဖြစ်ပါတယ်။မင်းမြတ်နေရင်ရာနီနဲ့အတူရီရှူတယောက်ပါဒီမျိုးထဲမှာအတူရှိနေတာကိုသိကြောင်းဒေါက်တာဟတ်စွာပြောရင်းနဲ့ဆွေမရှိမျိုးမရှိနဲ့ဒီမျိုးမှာရာနီတယောက်တည်းနေနေတာအတိတ်ပဲမရှိကြောင်းပြောနေပါတယ်။နောက်ပြီးရီရှူနဲ့ဒီတစ်ခေါက်တွေ့ရင်သူ့ရဲ့ဦးလေးပြန်လာပြီဖြစ်လို့သူ့လက်ကလွတ်မှာမဟုတ်ကြောင်းပြောပြီးပြန်လွှတ်လိုက်ပါတယ်။ရီရှူတယောက်လည်းရဲတွေမျိုးနဲ့လိုက်ရှာနေတာမို့ပို့ရှုပ်လာတဲ့အချိန်တွေကအမြန်ရုံထနိုင်ဖို့ပွဲစားစီသွားခဲ့ပြီးသူ့ရှိတဲ့ရဲတွေပွဲစားကိုပါဖမ်းသွားတာတွေ့လိုက်ရလို့စိတ်ညစ်ပြီးပြန်လာခဲ့လိုက်ပါတယ်။ပြီးနောက်ရီရှူကနေတဲ့အိမ်ကိုရဲတွေလိုက်လာခဲ့ပြီးပူနန်ကိုရီရှူပုံပြပြီးမြင်မှုလားလို့မေးနေလို့ပူနန်ကလည်းမမြင်မှုကြောင့်လိန်ပေးလိုက်ပြီးသူ့ကိုပြန်ချစ်ဖို့ဖိအားပေးလိုက်ပါတယ်။ဒါနဲ့ရီရှူတယောက်ရာနီအိမ်ကိုခိုးဝင်လာခဲ့ပြီးပွဲစားဖမ်းခံလိုက်ရကြောင်းနဲ့အစီအစဉ်အားလုံးပြတ်သွားပြီဖြစ်ကြောင်းပြောဆိုပြီးသူ့ဦးလေးဟာမလွယ်ကြောင်းနဲ့တကောက်လိုက်နေမှာဖြစ်လို့သူ့ဖမ်းခံလိုက်ရင်ရာနီတယောက်အပြစ်လုပ်မှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ရာနီကလည်းဒီလိုတာညံ့ခံလိုက်ရင်အရင်မျိုးကထွက်ပြေးလာခဲ့ရတာတွေနဲ့ရီရှူတယောက်လက်တစ်ဖက်ဖြတ်ပေးတာတွေကမတန်ကြောင်းပြောနေရင်အဘီမန်နူရောက်လာခဲ့တာကြောင့်ခဏထွက်တွေ့ပြီးရာနီကသူ့မှာအကြံတစ်ခုရှိကြောင်းနဲ့သူ့ကိုယုံကြည်ပေးရန်ပြောဆိုပြီးရီရှူကိုပြန်လွှတ်လိုက်ပါတယ်။နောက်ရရာနီတယောက်အဘီမန်နူကိုချင်းတွေးလိုက်ပြီးသူ့ကိုလက်ထပ်ရန်ပြောဆိုလိုက်ပါတယ်။ထို့နောက်ရာနီတယောက်ရီရှူကိုချင်းလိုက်ပြီးအဘီမန်နူနဲ့ဒါလက်ထပ်ပြလိုက်ရင်ရဲတွေတန်တရားမှာလွတ်သွားပြီဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ရီရှူကတော့ပြဿနာတွေပိုရှုပ်ကုန်မှာဆိုလို့ခွင့်မပြုချင်ဘူးပြောပေမဲ့ရာနီက3ရက်အတွင်းမင်္ဂလာဆောင်တော့မှပြောလိုက်တာမို့ရီရှူတယောက်စိတ်ညစ်နေပြန်သွားခဲ့ပါတယ်။ထို့နောက်ရာနီတယောက်ရဲတွေကိုပါဖိတ်ပြီးသူ့ရဲ့မပြောရှင်ပွဲမင်္ဂလာဆောင်ကိုကျင်းပပြလိုက်ပါတယ်။ပြီးနောက်အဘီမန်နူကမင်္ဂလာဦးညမှာသူတို့မိဘတွေဆုံးသွားတော့ကသူ့အသက်9နှစ်တာရှိသေးကြောင်းနဲ့သူ့အသက်20မှာသူ့ဦးလေးတို့မိသားစုအကုန်လုံးမွေးကိုက်ခံရပြီးဆုံးသွားကြောင်းမပြောဘဲနေလာရခြင်းရာနီကိုတွေ့သွားရမှာကဘာကြီးတစ်ခုလုံးပြောင်းသွားပြီးပြန်လည်ပြောရှင်ခဲ့ရကြောင်းပြောပြပါတယ်။နောက်တစ်ခါမှတော့ရီရှူတယောက်ကိုဖုံးကွယ်ပေးထားတဲ့ပူနန်တယောက်ကအတင်းတန်းနေတာကိုရာနီတွေ့သွားပြီးစကားများခဲ့ကြပြီးရီရှူကအထင်မလွဲဖို့နဲ့ချစ်လို့လက်ဖြတ်ပေးထားပြီးရာဇဝတ်သားအနေနဲ့တောင်နေပြီးနေရတာမို့လက်မလွတ်နိုင်ကြောင်းခေါင်းဖြတ်ရမယ်ဆိုရင်တော့ပျော်ပျော်ကြီးဖြတ်ပေးမှဖြစ်ကြောင်းပြောဆိုနေခဲ့ပါတယ်။အဲ့ကပြန်ရာနီတယောက်အရင်မှုအောင်တောက်မိခဲ့ပြီးဖြစ်နေတဲ့ပြဿနာတချို့ကိုပြောလိုက်မိလို့အဘီမန်နူတီးသွားခဲ့ပြီးရီရှူကိုဖုံးခေါ်ပေးရန်ပြောပြီးရီရှူရာနီနဲ့အဘီမန်နူတို့တွေ့ဆုံခဲ့ကြရပါတယ်။အဘီမန်နူတယောက်အဖေအမေနဲ့ပြောစရာတွေပြောဆုံးခဲ့ရတာမို့ရီရှူနဲ့ရာနီတို့ချစ်သူနှစ်ယောက်ကိုပျော်ရွှင်စေချင်တာမို့တခြားမျိုးကိုထွက်သွားပေးရန်ကူညီပေးမိဖြစ်ကြောင်းပြောခဲ့ပါတယ်။ပြီးနောက်ထပ်မပြေးမီနေထိုင်မှုအဘီမန်နူကသူ့ကိုယ်တော်မှာရီရှူကိုခေါ်ပြီးနေခိုင်းလိုက်ပါတယ်။ပြီးနောက်အဘီမန်နူတယောက်ရာနီကိုမိချောင်းနေရှိရာမြစ်ထဲကိုခေါ်လာခဲ့ပြီးတကယ်ကသူ့ဦးလေးဟာသူ့ဖေရဲ့စီးပွားရေးကိုတစ္ဆာဖောက်ယူသွားခဲ့တာကြောင့်တမိသားစုလုံးကိုတက်ဖြစ်လိုက်တာဖြစ်ကြောင်းနဲ့ဒီအကြောင်းတွေကိုရီရှူကသိသွားပြီဖြစ်လို့တကားပိတ်ထားခဲ့ကြောင်းပြောဆိုလိုက်ပါတယ်။တစ္ဆာဖောက်တွေကိုဆိုသူကတက်ဖြစ်ကြောင်းအဘီမန်နူကပြောနေခဲ့ပြီးအိမ်ပြန်လာခဲ့လိုက်ပါတယ်။အိမ်ရောက်လာတော့စကားပြောနေရင်ရာနီကိုခရင်ရှင်နဲ့တိုင်အောင်လုပ်မိလိုက်ပါတယ်။ပြီးနောက်ဇလန်အစားကမူးလာထဲမှာပြေးနေတဲ့ရာနီကိုပြန်တွေ့လိုက်ရပြီးအဘီမန်နူကသူ့ကိုတက်ချင်နေကြောင်းနဲ့သူကစိတ်တစားဖြစ်ပြီးတမိသားစုလုံးကိုတက်ခဲ့ကြောင်းရာနီမှပြောဆိုပြီးရီရှူကအဘီမန်နူကိုတက်တော့မှဖြစ်ကြောင်းပြောလိုက်ပါတယ်။ပြီးနောက်မြေပေးတဲ့နေရာမှာလူနှစ်ယောက်ကားထဲမှာအသက်ခံခဲ့ရပြီးမိရှုတက်ထားတာဖြစ်လို့ရုပ်တွေပါပျက်စီးနေပေမဲ့ဂျန်ကြောင့်နဲ့စိတ်ဆာရတွေတွေ့ရှိခဲ့လို့အဘီမန်နူနဲ့ပူနန်လို့ကောက်ချက်ချပြီးရီရှူတက်တဲ့တတ်မှတ်လိုက်ပြီးရာနီကိုပါစစ်ဆေးဖို့စကန်ကိုခေါ်ခဲ့လိုက်ပါတယ်။ပြီးနောက်ရီရှူဦးလေးရဲ့အရာရှိကအချုပ်ထဲမှာရာနီတယောက်ကိုလူတက်မှုနဲ့တန်တရားရှိရမှုရိုက်နှက်အနှိမ့်ဆက်ခံနေရတယ်ဆိုပြီးသတင်းလွှင့်ခိုင်းလိုက်ပြီးရီရှူပေါ်လာအောင်လုပ်ဆောင်ပေးလိုက်ပါတယ်။မကြမီရီရှူကရဲတွေစီကိုသူတက်တာဖြစ်ကြောင်းနဲ့လက်နက်ချပေးကြောင်းပေးပို့ပြီးမဖမ်းခံမီမှာရာနီကိုအနားလာပြီးစကားပြောချင်ကြောင်းပြောပြီးနောက်3ရက်မြောက်ညနေခင်းမှာရထားတရားပေါ်မှာအညံ့ခံပြီးဖြစ်ကြောင်းဗီဒီယိုပေးပို့လိုက်ပါတယ်။ဒီလိုနဲ့ရဲတွေကည8နာရီရထားတစ်စင်းဖြတ်သွားတဲ့ပုံမှာရီရှူပါလာမှာဖြစ်ပြီးအမိဖမ်းဖို့ပြောထားလိုက်ပါတယ်။ည8နာရီရဲတွေဝိုင်းထားတဲ့တရားပေါ်ကိုရထားနဲ့ရီရှူရောက်လာခဲ့ပြီးရာနီကိုသူ့နားလွတ်မပေးရင်သူ့ကိုသူတက်တယ်ဖို့ဒါနဲ့လေဘေးကုံထောက်ပြလိုက်တာကြောင့်ရာနီကိုလွတ်ပေးလိုက်ရပါတယ်။ရဲတွေဖမ်းဖို့ဝိုင်းလိုက်ချိန်မှာတော့ရဲတယောက်ရီရှူတို့စီကိုလမ်းလျှောက်ဝင်သွားခဲ့ပါတယ်။ထိုသူကတော့အဘီမန်နူဖြစ်နေခဲ့ပြီးရီရှူကိုတက်ဖို့ကြိုးစားရင်ရီရှူရာနီနဲ့အဘီမန်နူတို့မိချောင်းတွေဖြစ်နေတဲ့ရေကန်ထဲကျသွားခဲ့တာကြောင့်ရဲတွေကမိချောင်းတွေထုတ်ပြီးရှာဖွေရေးစလုပ်ခဲ့ကြပြီးလမ်းတိုင်းရဲ့ CCTV တွေကိုပါစစ်ဆေးကြပါတော့တယ်။ CCTV မှတ်တမ်းတွေရတက်ခံရတဲ့သူနှစ်ယောက်ဟာအဘီမန်နူမိသားစုကိုတက်ခဲ့တဲ့အမှုမှာပါဝင်ခဲ့တဲ့လာလန်ဆိုတဲ့သူတယောက်ဖြစ်ပြီးအဘီမန်နူကိုချင်းချောက်နေတာမျိုးတက်ပြလိုက်ပြီးနောက်တစ်ယောက်ကတော့ရီရှူတယောက်အကြောင်းကိုပူနန်ကုန်တိသွားတာကြောင့်တက်ခံလိုက်ရပြီးအဘီမန်နူဟာဇီဝဗီတာမှာကျွမ်းကျင်တာကြောင့်အထောက်အထားတူတွေဖန်တီးရမှာကျွမ်းကျင်တာမို့အလွယ်တကူမဖော်ထုတ်နိုင်ခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။
အခင်းဖြစ်တဲ့နေ့က CCTV ကရခဲ့တဲ့မတန်တစ်ခုမှာရာနီနဲ့အဘီမန်နီတို့အင်ကိုပြန်ရောက်လာပြီးရီရှူကိုရောက်လာခဲ့ပါတယ်ပြီးနောက်သူတို့ပလန်လုပ်ခဲ့ကြပြီးရာနီကရဲစခန်းကိုအကူအညီလာတောင်းခဲ့ပါတယ်ပြီးနောက်အင်ကနေရီရှူနဲ့အဘီမန်နီတို့ထွက်သွားခဲ့ကြတာကိုတွေ့ခဲ့ကြောင်းအထက်လူကြီးကိုရှင်းပြခဲ့ပါတယ်အထက်လူကြီးကတော့မီဒီယာတွေဖိအားပေးနေမှုကြောင့်အမှုကိုပိတ်လိုက်ဖို့ပြောဆိုထွက်သွားခဲ့ပါတယ်6လကြာပြီးနောက်မှာတော့ရာနီဟာရေကန်ထဲမှာကျန်နေခဲ့တဲ့ရီရှူကိုအော်ခေါ်နေမိတာကိုပြန်တွေ့ပြီးအဘီမန်နီကိုစကားပြောနေပါတယ်ပြီးနောက်ရဲရရှိမွန်တို့ဦးလေးစီမိကျောင်းစာအုပ်ကိုပေးပို့ပြီးနောက်ကျောင်းဖြစ်ပျက်ခဲ့ပုံတွေကိုပြန်ပြောပြခဲ့ပါတယ်အခင်းမဖြစ်မီ3ရက်အလိုမှာရီရှူနဲ့အဘီမန်နီတို့က2ကီလိုမီတာအကွာမှာနေစဉ်အသားတွေကိုအများကြီးပြချထားလိုက်ပါတယ်အခင်းဖြစ်တဲ့နေ့မှာစီစဉ်ထားတဲ့အတိုင်းရီရှူရာနီနဲ့အဘီမန်နီတို့ရေထဲခုန်ဆင်းသွားလိုက်ကြပါတယ်။ရင်းနှီးခဲ့တဲ့ရီရှူကိုသွားကေဂျီအောင်ဆောင်ပြီးရီရှူကိုအဘီမန်နူကမိချောင်းတစ်ကောင်နဲ့ထားခဲ့လိုက်ပါတယ်။အဘီမန်နူကတော့ရာနီကိုပါကေဂျီအောင်ဆောင်ပြီးထွက်ပြေးသွားပြီးလွတ်မြောက်သွားခဲ့ပါတယ်။ပြီးနောက်ရာနီကရဲရင်နဲ့အတူအဘီမန်နူကိုချက်ကားမတစ်ခုကိုခေါ်လိုက်ပါတယ်။ပြီးနောက်အဘီမန်နူကိုသူတက်ခဲ့တဲ့လူတွေအကြောင်းကိုသူကိုယ်တိုင်ပြောလာအောင်လုပ်ခဲ့ပြီးရဲတွေကိုရောက်လာခိုင်းခဲ့ပါတယ်။ပြီးနောက်အဘီမန်နူကိုယုံခဲ့ပြီးအခုတော့မယုံကြည်ရတဲ့သူဖြစ်သွားပြီးတိလိုက်ရပြီးပြောပြီးချက်ကားမကနေခုန်တက်တက်တည်သွားခဲ့ပါတယ်။ပြီးနောက်အဘီမန်နူကိုလူတက်မှုများဖြင့်ဖမ်းဆီးခေါ်ဆောင်ရန်လေရင်ဆောင်နေစဉ်ရာနီရဲ့လောင်းချမတွေ့ကြောင်းရဲတွေပြောနေစဉ်လောင်ရင်နေနောက်ကျောင်းပြန်ရောက်သွားခဲ့ပါတယ်။ရေထဲမှာအဘီမန်နူတွန်းချခဲ့တဲ့ရီရှူတရားမိချောင်းပါဇက်ထဲကိုလက်အတုထည့်ပြီးဓာတ်ရိုက်ထိုးသက်လိုက်လို့လွတ်သွားခဲ့ပါတယ်။ပြီးနောက်စာဆက်သွယ်နေရာနီကိုပြန်လဲဆက်သွယ်ပြီးရာနီကို6ကမ်းမကနေခုန်ချခိုင်းပြီးရီရှူနဲ့အတူရာနီတို့ပါလွတ်မြောက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ရီရှူနဲ့ရာနီတို့ဟာသူတို့လွတ်မြောက်ဖို့ bandage ဝိတုတွေကလို့နှစ်ယောက်ပေါင်းပြီးအကုန်လုံးကိုယူလို့သွားခဲ့တာပဲဖြစ်ပါတယ်။ဇလန်နီကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်။